house bike ကတခုခုနဲ့ညှိနေပြီးလှေမောက်တော့မယ် bike ကိုဖြတ်တော့မဖြတ်နဲ့ဦးတစ်နှစ်အိုဖျားရည်ဓာတ်တွေအကုန်လုံးကငါးကြီးတွေပဲဦးလေးဓာတ်ပေါင်းဘယ်လောက်ရှိမလဲအနည်းဆုံးပေါင်း200ပဲ house တစ်ပေါင်ကို8000နဲ့ဆိုရင်တန်း6သိန်းတောင်ရမှာစောစောကဖမ်းမိထားတဲ့ငါးတွေနဲ့ပါပေါင်းရင်ပေါ့လီဟောက်ကငါးဖမ်းရွာတစ်ခုလုံးရဲ့အနှစ်တရာစံချိန်ကိုချိုးပြီးဦးလေးဒီတစ်ခေါက်ပြန်ရောက်ရင်ကျွန်တော်တို့လှေကြီးကြီးတစ်စီးဝယ်ဖို့ပတ်စံလုံးလောက်ရပြီးငါးတွေရောက်လာပြီးကျန်းဖုန်းဒီနေ့ကနောက်ဆုံးရက်ပဲငါအော်ဒါမှာထားတဲ့တော်ရန်ဝါရောင်ငါးပေါင်း200ပဲမှာလဲမစ္စတာချန်ငကားနဲ့ပင်လေအောင်မှာဝါရောင်ငါးတွေတေချာပေါက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မုံတိုင်းနဲ့တိုးသွားလို့ပါငါးအုပ်စုတစ်ခုလုံးမျိုးပါသွားပြီးကျွန်တော်လေလည်းပျက်စီးသွားတယ်ထေးထေးချန်ရှင်ကလူကြီးလူကောင်းတစ်ယောက်ပဲဟာကျေးဇူးပြုပြီးနောက်ထပ်ရက်နည်းနည်းလောက်ထပ်ပေးပါဦးငါမရဘူးဆိုရင်မင်းတို့2ယောက်ထပ်ငါကပို့ပြီးတန်ကြီးအများကြီးပေးရမှာပေါ့ကျန်းဖုန်းစာချုပ်အရမင်းရဲ့ပိုင်ဆိုင်မှုတွေနဲ့အခုပျက်စီးနေတဲ့ဂျင်လုံးလေးဟာအခုချိန်ကစပြီးမင်းနဲ့မဆိုင်တော့ဘူးသူတို့စိတ်ကန်းကိုပြန်ရောက်ပြီးငါအကြီးကြီးတွေဖမ်းလာနိုင်ပြီးပြန်ရောက်ပြီးဟဲ့သူတို့ပြန်လာပြီးလှေပြန်ရောက်ပြီးလမ်းဖယ်ပေးကြဦးထေးထေးချန်စိတ်မကောင်းပါဘူးထေးထေးလိုချင်တဲ့တောရိုင်းဝါရောင်ငါးကိုကျွန်တော်မဖမ်းနိုင်ခဲ့ဘူးဟာမစ္စတာချန်ကြားတယ်မလားသူလဲလက်ပလာနဲ့ပြန်လာတာပဲသူလဲတန်ကြီးပေးရမှာပဲဒါပေမဲ့ကျွန်တော်ဒါကိုတော့ယူလာခဲ့တယ်ဒါရွှေဝါရောင်ငါးလားမင်းတကယ်ပဲရွှေဝါရောင်ငါးကိုဖမ်းမိလာတာလားတကယ်ကြီးလားဒါကတကယ်ရွှေဝါရောင်ငါးပဲအသက်ရှင်နေတဲ့ပေါင်204ချိန်ရှိတဲ့တကောင်ကြီးပြအဲ့ဒါအနည်းဆုံးပေါင်100ကျော်တော့ရှိရမယ်မဟုတ်လားအိုဖျားကြီးဝါငါတို့ရွာမှာဒီလောက်တန်မိုးရှိတဲ့ငါးမျိုးမဖမ်းမိတာတော်တော်ကြာပြီး house ကတော့တကယ်လူပဲရွာရဲ့ငါးဘရင်လို့ခေါ်ကြတာမပြောနဲ့တော့မစ္စတာလီဟောက်အသက်ရှင်နေတဲ့ရွှေဝါရောင်ငါးဆိုရင်တပေါင်ကို8000ဆိုတာတန်လုံးပါတယ်ကြိုက်တဲ့ဈေးပြောပါကျွန်တော်အကုန်ယူမယ်မစ္စတာချန်ပေါက်ဈေးတိုင်းပဲပေးပါဒီမှာပေါင်200ရှိပါတယ်မင်းကဒီလောက်ပွင့်လင်းမှာတော့ငါလည်းနည်းနည်းတိုးပေးရမှာပေါ့တပေါင်ကို9000နဲ့ဆိုရင်ဘယ်လိုလဲနေပါဦးပေါင်200ကို9000နဲ့ဆိုရင်ဒါတန်း8သိန်းတောင်ဖြစ်သွားပြီအိုဖျားကြီးတစ်ခေါက်တည်းနဲ့တန်း8သိန်းနဲ့ house ကတကယ်ကိုအံ့ဩစရာပဲအရင်ကပ်ပဲတော့ငါအခုပဲလွှဲပေးမယ်ဘဏ်အကောင့်ထဲကိုရွှေ2တန်းဝင်ရောက်လာပါပြီ